ရဟတ်ရင်နဲ့လိုက်ခံရလို့နာမည်ကြီးလာလို့ဖြစ်တယ်လို့နောက်ဆုံးမှလည်းရဟတ်ရင်နဲ့ခေါ်ဆောင်တွားခြင်းခံရလို့ပိုပြီးကြရက်ကြီးခဲ့သူဖြစ်ပါတယ်နဂလိန်ကောက်ကြောင်းကိုခြေရာခံကြည့်ခြင်းပြည်သူတွေကိုပြောချင်တဲ့ရင်ထဲကစကားကိုလည်းပြောပေးပါအောင်လို့မေးလိုက်တဲ့မေးခွန်းကိုလက်နက်ချပုံနကားကဒီလိုဖြေခဲ့ပူပါတယ်ကျွန်တော်တို့ကဒေါ်လာရေးလောက်ရတဲ့ဒီနိုင်ငံဒီလိုစုပ်ပြတ်တက်သွားတဲ့အကြောင်းအရင်းကတကယ်တမ်းတော့စစ်ကောင်စီတွေအာဏာရှင်တွေကြောင့်ရလို့လည်းမဟုတ်ဘူးတကယ်တမ်းတော့မရိုးသားမှုတွေထွန်းကားလာလို့ကျွန်တော်တို့နိုင်ငံအဲ့တော့အားလုံးကရိုးသားကြပါ2021ခုနှစ်ဒီဇင်ဘာ31ရက်နေ့ကထုတ်လွှင့်ခဲ့တဲ့သတင်းမီဒီယာစာမျက်နှာတစ်ခုမှာတွေ့ရတာပါတော်လန်ရေးအစပိုင်းမှာစကိုင်းတိုင်းပလဲနယ်ကဘုံနဂါးရဲ့ဂုံသတင်းဟာအသက်မြန်နေချိန်လည်းဖြစ်ပါတယ်စာရေးသူကကိုကြိုက်ကြိုက်မကြိုက်ကြိုက်နယ်ပယ်အသီးသီးကလူပုဂ္ဂိုလ်တွေရဲ့ပြောဆိုချက်တွေမေးမြန်းခန်းတွေကိုသတင်းသမားတယောက်အနေနဲ့အချိန်ရရင်ရသလိုနားထောင်ပြပါတယ်အဲ့ဒီအထက်မှာနဂါးရဲ့အင်တာဗျူးတွေကိုလည်းနားထောင်ခဲ့ပါတယ်ဒါပေမဲ့နဂါးကိုစနစ်ကျတဲ့အဖွဲ့တစ်ခုကိုဦးစီးဦးဆောင်ပြုနိုင်မဲ့ဒူးလို့မမြင်ခဲ့ပါဘူးသူဟာအာနာရှင်ကိုအမြန်ဖြုတ်ပစ်ခြင်းနဲ့ပြည်သူတွေရဲ့စန္ဒစောအထွတ်အထိပ်ရောက်နေတဲ့အခွင့်အခါကောင်းကိုကောင်းကောင်းကြီးအသုံးချနိုင်ခဲ့သူဖြစ်တယ်လို့တော့မြင်ပါတယ်အမှန်တရားနဲ့အသက်တစ်ခုပဲရွေးချယ်ခွင့်ရမယ်ဆိုရင်အမှန်တရားကိုပဲရွေးချယ်ပါအသက်ကသိမှာပဲအမှန်တရားကဘယ်တော့မှမသိဘူး Dragon ထင်လင်း2021ခုနှစ်အောက်တိုဘာ18ရက်နေ့မှာလက်မှတ်ထိုးပြီးလူမှုကွန်ရက်ပေါ်ဖြန့်ခဲ့တဲ့စာသားပါရိုးထားတဲ့အညာသားမျက်နှာပေါက်ပိုင်ရှင်ဖြစ်ပေမဲ့အပြောကတော့ရန်ကုန်သားထက်မလျော့ဘူးဖြစ်ပါတယ်သူဟာဒီလိုရဲရဲတောင်စကားတွေကိုဖော်ဖော်တီတီပြောပြီးလူမှုကွန်ရက်ခေတ်ရည်စီကြောင်းနဲ့သတင်းမီဒီယာကိုအသုံးချနိုင်ခဲ့တာကြောင့်နဂါးစစ်ကော်မရှင်ထံလက်နက်ချတော့တာမယုံနိုင်စရာဖြစ်ခဲ့တာလဲစမ်းတော့မစမ်းပါဘူးနဂါးလက်နက်ချမှုနောက်ဆက်တွဲကြရက်တွေကြောင့်ဘလို့နဂါးလဲပုံမအကဲခတ်နိုင်ဖို့သတင်းမီဒီယာတွေမှာနဂါးအကြောင်းလိုက်လံရှာဖွေကြည့်ပါတယ်သတင်းမီဒီယာတွေပေါ်မှာနဂါးချန်ထားခဲ့တဲ့ပြောဆိုချက်တွေကိုကြည့်ရင်အစကတည်းကမူမမှန်ခဲ့တာကိုတွေးရှိရပါတယ်ရဟတ်ရင်နဲ့အရှိန်မြင့်ခဲ့တဲ့နဂါး2021ခုနှစ်အောက်တိုဘာနဲ့နိုဝင်ဘာအစောပိုင်းတွေမှာပလဲ PDF ခေါင်းဆောင်ဘုံနဂါးအဖွဲ့ကစစ်ကောင်စီရင်နှန်းတွေကိုမိုင်းဆွဲတိုက်ခိုက်တဲ့သတင်းတွေစပြီးမီဒီယာပေါ်မှာရေပန်းစားလာပါတယ်2021ခုနှစ်နိုဝင်ဘာ26ရက်နေ့မှာတော့ဘုံနဂါးကိုစစ်ကောင်စီဖမ်းသွားပြီဆိုတော့ကောလာဟာလာသတင်းတွေထွက်လာပါတယ်ဒီလိုသတင်းတွေနဲ့အတူသတင်းမီဒီယာပေါ်မှာလည်းဘုံနဂါးရဲ့မေးမြန်းချက်တွေမကြာခဏပေါ်ပေါက်လာခဲ့ပါတယ်2022ခုနှစ်ဇန်နဝါရီလ10ရက်နေ့မှာစစ်ကောင်စီကဘုံနဂါးကိုဖမ်းနိုင်ဖို့ရဟတ်ရင်၄စီးနဲ့မြေပြင်အင်အားရာကျော်တုံးပြီးပလဲမျိုးနဲ့အုံနောက်ရွာကိုဝင်ရောက်စီးနင်းခဲ့ပေမဲ့နဂါးလွတ်သွားခဲ့တဲ့သတင်းဟာနဂါးကိုအတောင်ပံတက်ပေးလိုက်သလိုဖြစ်ခဲ့ပါတယ်အဲ့ဒီဇန်နဝါရီလ10ရက်နေ့မှာပဲစစ်ကောင်စီတပ်ကအုံနောက်ရွာပြည်သူတွေကိုဖမ်းဆီးပြီးနဂါးဗမာလဲလို့မေးကရိုက်နှက်နှိပ်စက်ခဲ့ကြတယ်လို့ပြောပါတယ်တပ်ဖြတ်ခံရတဲ့ရွာသားတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီဇန်နဝါရီလ10ရက်နေ့ညနေ9:00နာရီခွဲလောက်မှာပဲနဂါးကသူဟာရေးပေါ်ကိစ္စတစ်ခုနဲ့စစ်ကောင်စီတပ်ကရွာထဲမဝင်မီရှစ်တရက်မှာချင်းပြည်နယ်ဘက်ကိုတွားလိုက်တယ်လို့မြေကြီးပေါ်ဖင်ချထိုင်ပြီးရှင်းပြနေတဲ့ဗီဒီယိုအတူကိုလူမှုကွန်ရက်ပေါ်တင်ပြီးမောင်ရိုးသားတယောက်လိုပြောခဲ့ပါတယ်။အုံနောက်ကြီးရွာလေးမှာကျွန်တော်ရဟရင်နဲ့ဝိုင်းခံရတယ်ဆိုပြီးတော့စိတ်ပူနေတဲ့မိဘပြည်သူများကိုကျွန်တော်လန့်ပြီးအတိပေးတာပါကျွန်တော်ကမနေ့ကအရေးပေါ်ကိစ္စတစ်ခုနဲ့ချင်းပြည်နယ်ဘက်ရောက်နေတဲ့အတွက်ကံကောင်းထောက်မှသွားနဲ့ကျွန်တော်လွတ်လပ်ကင်းကင်းရှိပါတယ်ဆိုတဲ့အကြောင်းကိုလာပြီးတော့အတိပေးတာပါအားလုံးစိတ်ပူနေမှာဆိုလို့ကျွန်တော်တစ်ပတ်လောက်နေမှပြန်ခဲ့မှာဖြစ်ပါတယ်သူ့ကိုရဟတ်ရင်၄စင်းနဲ့အင်အားသုံးပြီးလိုက်ရှာနေတဲ့အချိန်မှတောင်သူပဲရောက်နေတာလဲဘယ်နေ့ပြန်လာမလဲဆိုတာတတိရှိရှိပြောရဲတဲ့နဂါးဖြစ်ခဲ့ပါတယ်သတိထားစရာတစ်ခုကတော့ဗီဒီယိုကိုအပေါ်စီးကနေမတိမတာလေးရိုက်ချထားတာကိုတွေ့ရပါတယ်ဒီလိုရိုက်ချထားတာဟာကင်မရာရိုက်နည်းပညာအရအရိုက်ခံရသူနဂါးအပေါ်တနာဂယုဏတက်မိအောင်ရည်ရွယ်ချက်ရှိရှိရိုက်ခဲ့တယ်လို့တောင်ထင်မိပါတယ်ဒီသတင်းတွေထွက်လာပြီးတဲ့နောက်မှာဘုံနဂါးဆိုတာဘယ်သူလဲဆိုတဲ့တီးတဲ့အင်တာဗျူးတွေလည်းထပ်ထွက်လာပြီးနဂါးတောင်ပံပေါက်လာတဲ့အချိန်ကာလဖြစ်ပါတယ်နဂါးဆိုတာဘယ်သူလဲဆရာနဲ့တိုင်ပင်နဲ့ဆရာကျွန်တော်အဲ့ဒါကြီးမတက်ချင်ဘူးတခြားဟာပြောင်းနေတယ်ဆိုဆရာလည်းအောင်နေပြီသူများတွေဒီဟာတွေကိုလိုချင်လုံးလို့ဖြေနေရမင်းတက်ရမယ်ပေါ့နောက်ဆုံးမှာတွေ့ဝင်းနေရနေဆုံးဖြတ်ချက်ကျွန်တော်ချလိုက်တယ်ကျွန်တော်အဲ့သမရော်အင်ဂျင်နီယာတင်နန်းကျောင်းသားတွေကိုကားနဲ့လာစုတဲ့အခါကျလိုက်မသွားခဲ့တော့အုတ်ချုပ်ရေးမှုကမိုင်းနဲ့ခေါ်တယ်ကျွန်တော်ကအဝတ်စားအိတ်တွေယူပြီးတော့ကျွန်တော်အဲ့တော့ရိုးရနယ်သက်ဘက်ကိုသွားတဲ့ကျွန်တော်တို့ဒေသလူတွေနဲ့ကျွန်တော်လိုက်သွားခဲ့
ဒါကတော့စစ်သားဖြစ်ချင်တဲ့ဝါဒနာပါပေမဲ့စစ်တပ်ကပြည်သူတွေကိုရက်ဆက်ပြုမှုခဲ့တာကိုကိုယ်တိုင်မြင်ခဲ့ရလို့တပ်မတော်အင်ဂျင်နီယာကျောင်းတက်ခွင့်ရခဲ့ပေမဲ့မတက်ဘဲယူရီးယားထိုင်းနိုင်ငံဘက်လိုက်သွားတယ်ဆိုတော့ငကားဖြစ်လာမဲ့မောင်နိုင်လင်းခထိန်လင်းရဲ့ဇလန်းဖြစ်ပါတယ်ထိုင်းနိုင်ငံကနေပြန်လာပြီးတရုတ်နိုင်ငံကိုလည်းတွားခဲ့ဘူးတယ်လို့ပြောရတယ်တရုတ်ကနေပြန်လာပြီးကျောင်းဆက်တက်တယ်တတဗီဒဘွဲရတယ် NGO တခုရဲ့ TV ယောဂတိုက်ဖြတ်ရေးကမ်ပိန်းတစ်ခုမှာအလုပ်လုပ်ခဲ့တယ်အဲ့ဒီနောက်ကိုပိုင်စိုက်ခင်းစိုက်ပျိုးရေးလုပ်တယ်အာနာတိန်လာတော့စစ်သားဖြစ်ချင်ခဲ့တဲ့ထင်လင်းဟာဘုံနဂါးဖြစ်လာခဲ့တယ်ဒါဟာသတင်းမီဒီယာတွေကိုပြောပြခဲ့တဲ့လက်နက်ချဘုံနဂါးပြောပြသမျှသူ့ရဲ့ဘဝဇက်ကွက်တွေပါပဲရင်နန်းမိုင်းဆွဲတိုက်ခိုက်ရေးဓမ္မကနေတော်လန်ရေးတရားဟောလာတဲ့နဂါးဟာသတင်းမီဒီယာတွေရဲ့အာယုံကိုဖန်ဆားနိုင်တဲ့နောက်မှာတော့သူ့ရဲ့ကြောယုံမဲ့တဲ့တွေးခေါ်ထင်မြင်ချက်တွေကိုစကားလုံးအမျိုးမျိုးနဲ့ကလပ်ဖန်ထုတ်ပြီးပြောလာခဲ့တာကိုတွေ့ရပါတယ်ဒါပေမဲ့သူ့ရဲ့အင်တာဗျူးများစွာတွေကဒီအဓိကသူပြောချင်တဲ့သတင်းစကားကိုဆွဲထုတ်ကြည့်မယ်ဆိုရင်နိုင်ငံရေးတော်လှန်ရေးခေါင်းဆောင်တွေမယိုတာဘူးဆိုတဲ့အချက်ကိုရိုက်တွင်းပြီးအချင်းချင်းညာမယုံကြည်မှုတန်တရားစိတ်တွေပြန်ပေါ်လာအောင်လုပ်ခဲ့တဲ့အချက်တွေလို့ကောက်ချက်ဆွဲမိပါတယ် စစ်ကောင်စီတစ်ခုတည်းမဟုတ်ဘူးကျွန်တော်နိုင်ငံမှာလွတ်လပ်ရေးယူပေးတဲ့ဗိုလ်ချုပ်ကိုလည်းကျွန်တော်တို့တော်လိုင်းသမားအချင်းချင်းပဲပြောရရင်နိုင်ငံကောင်းဆောင်အချင်းချင်းပဲတတ်ပြတယ်အဲ့ဒီနောက်မှာလည်းလက်ဆင့်ကမ်းလာတာကဒီတိုင်းပြည်ရဲ့အထက်ပိုင်းကောင်းဆောင်တွေကပြည်သူကိုချစ်တဲ့စိတ်ထက်သူတို့အဖွဲ့အစည်းသူတို့ကိုချစ်တဲ့စိတ်တွေနဲ့အဲ့ဒါသူတို့မှလာမဟုတ်ပြည်သူအချင်းချင်းကြားမှာနိုင်ငံရေးသမားအချင်းချင်းတွေကြားမှာလည်းကြည်ပြန်တော့လဲပြောရမှာအားနာတရားတောင်ကောင်းတယ်လူပြည်အချင်းချင်းလိန်ညာဟန်ဆောင်နေတဲ့လူတွေအများကြီးတွေ့ရတယ်ဒီဒေါ်လာရေးထဲမှာလည်းတစ်ခါတွေ့ပြန်ရောအခက်အခဲတွေအများကြီးနိုင်ငံရေးနဲ့စီးပွားရေးလှုပ်ရှားတဲ့လူတွေအများကြီးတွေ့မယိုးသားတဲ့လူတွေညှက်ပါနေသေးတာလည်းခက်ခဲပဲဘုံနဂါးပြောခဲ့တာကို2020ဇန်နဝါရီ23ရက်နေ့ကသတင်းဌာနတစ်ခုရဲ့မေးမြန်းထုတ်လွှင့်ချက်မှာတွေ့ရတာပါဒီလိုပြောဆိုချက်တွေဟာနိုင်ငံရေးမလုပ်ဘူးအမျိုးသားရေးပဲလုပ်တယ်နိုင်ငံရေးမလုပ်ဘူးတိုင်းပြည်ကောင်းကျိုးအတွက်ပဲလုပ်တယ်ဆိုတော့စစ်အာဏာရှင်တွေရဲ့ဝါဒဖြန့်ချိရေးစိတ်တဲ့စစ်စင်ရေးစကားလုံးတွေလိုပဲဟုတ်တယ်လို့နဲ့အရင်ဖျားဝေခွဲရခတ်ပြီးဝေဝါးဝါဖြစ်စေတဲ့တိမ်ကြုံပြောဆိုမှုတွေနဲ့အလားတန်တူပါတယ်2022ခုနှစ်ဇန်နဝါရီလမှာထုတ်လွှင့်ခဲ့တဲ့အဲ့ဒီမေးမြန်းထုတ်လွှင့်ချက်မှာပဲလွတ်တော်ကိုယ်စားလှယ်တွေကသူလက်နက်ကင်တော်လန်တာကိုလိုက်နောက်ရှက်ခဲ့တယ်လို့စပြောလာပါတယ်။နဂါးကသတင်းမီဒီယာတွေပေါ်မှာပြောဆိုဆွေးနွေးတဲ့အချက်တွေကိုကြည့်ရင်စနစ်တစ်ခုခုကိုအခြေခံပြီးရှင်းလင်းတဲ့နိုင်ငံရေးပန်းနိုင်တစ်ခုခုကိုဥတီသွားတယ်လို့ထင်မြင်စရာအချက်မတွေ့ရပါဘူး။နောက်တစ်ခုကတိုက်ပွဲသတင်းတွေနဲ့ပတ်သက်လို့ဖြေကြားချက်တွေမှာလည်းဖြစ်စဉ်အသေးစိတ်တွေကိုစိတ်ရှည်လက်ရှည်ပြန်လည်ပြောပြနေတတ်တာကိုတွေ့ရပါတယ်။အဲ့ဒီအချက်တွေကလက်နက်ကင်တော်လှန်ရေးအစမှာသတင်းမီဒီယာတွေနဲ့ရင်းနှီးမှုအမြန်ရတော့တာပြည်သူတွေကြားအမြန်ပေါက်ရောက်သွားနိုင်တဲ့အချက်တွေလို့သုံးသပ်ပါတယ်။၄နှစ်ကျော်အတွင်းလက်နက်ချဘုံနဂါဖွဲ့စည်းခဲ့တဲ့အဖွဲ့များ2021နှစ်ကုန်ထိပလဲ People's Defense Force PPDF အဖြစ်လှုပ်ရှားပါတယ်။2022ခုနှစ်မှာတော့မြန်မာတော်ဝင်နဂါတပ်တော်မြန်မာ Royal Dragon Army MRDA ကိုဖွဲ့စည်းပြီးလှုပ်ရှားပါတယ်။ဖွဲ့စည်းရတဲ့ရည်ရွယ်ချက်ကမြို့နယ်တစ်ခုတည်းအတွက်မဟုတ်ပဲခြေလန်းတလန်းချင်းလမ်းပြီးမြို့နယ်စုံမှာလှုပ်ရှားနိုင်အောင်ဖွဲ့စည်းနိုင်ဖို့ကြိုးစားတာလို့သတင်းမီဒီယာတစ်ခုမှပြောခဲ့ပါတယ်။ဒီ2023ခုနှစ်စက်တင်ဘာလ9ရက်နေ့မှာတော့မြန်မာတော်ဝင်နဂါတပ်တော်ကနေဗမာမျိုးသားတော်လှန်ရေးတပ်မတော် PNR အဖြစ်အဖွဲ့တစ်ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ PNR ကို NUG နဲ့ကြိုတင်ညှိနှိုင်းပြီးဖွဲ့စည်းတဲ့အောင်ပြောခဲ့တဲ့နဂါးရဲ့အဖွင့်မိန့်ခွန်းကြောင့်အငင်းပွားမှုတွေလည်းဖြစ်ပေါ်ခဲ့ဦးပါတယ်။နဂါးအဖွဲ့ရဲ့တိုက်ပွဲသတင်းကြားရတာက2022ခုနှစ်နေ့လယ်ပိုင်းလောက်အထိဖြစ်ပြီးနောက်ပိုင်းမှာတော့သူတို့အဖွဲ့ဥဆောင်တိုက်တာတွေထက်အခြားအဖွဲ့အခြားဒေတာမှာတိုက်ကူတာကပိုများတယ်လို့သိရပါတယ်။ဒီနဂါးအဖွဲ့တိုက်ခဲ့တဲ့တိုက်ပွဲတွေကလည်းရင်နှန်းတွေကိုဂျာပြတ်တိုက်ခိုက်တာကများပြီးတော့တိုက်ပွဲပေါင်း60ကျော်မှတောင်သူ့ရဲ့ရဲဘော်တွေတယောက်မှကြာဆုံးတာမရှိဘူးလို့ပြောခဲ့ပါတယ်။ဒါဟာတစ္ဆာတရားရဲ့ဖေးမမှုလို့ယုံကြည်ကြောင်းကိုတောင်ဘုံနဂါးကပြောခဲ့ပါတယ်။ကိုနောက်ကရဲဘော်ကိုတိုက်နေတဲ့တိုက်ပွဲမှာတယောက်မှလည်းမကြဘူးသေးဘူး။အဲ့ဒါကဖြေရမှာတော့မသိတဲ့လူကရုပ်တိမရှိဘူးလို့ထင်ကောင်းထင်လိမ့်မယ်။ဒါကအမှန်တရားပဲ။ကျွန်တော်နဲ့အတူတူတွဲတိုက်တဲ့ရဲဘော်အခုချိန်ထိတယောက်မှကြဘူးသေးဘူး။ဒါကတစ္ဆာတရားရဲ့ဖေးမမှုလို့ကျွန်တော်တို့ယုံကြည်2024ခုနှစ်နိုဝင်ဘာ17ရက်နေ့ကနေ14ရက်ထိ4ရက်တက်ခတ်ပြီးမအောင်မြင်ပဲပြန်ဆုတ်ခဲ့ရတဲ့ဒီပလဲမြို့ရင်းတိုက်ပွဲကတော့လက်နက်ချဘုံနဂါရဲ့နောက်ဆုံးအထင်ကြီးတိုက်ပွဲဖြစ်ပါတယ်။ဒီတိုက်ပွဲကိုတူဦးဆောင်ခဲ့တဲ့ BNR ရဲ့အဖွဲ့နဲ့မဟာမိတ်တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။တပ်မတော်အင်ဂျင်နီယာအကြောင်းလဲမတက်ခဲ့တဲ့နဂါဟာတိုက်ပွဲတွေကိုဦးဆောင်တိုက်ခိုက်ခဲ့ပြီးလက်နက်ကိုင်အဖွဲ့3ခုထိပြောင်းလဲဖွဲ့စည်းလာခဲ့ပေမဲ့သူကိုယ်တိုင်ဘယ်စစ်တင်တန်းမှာတက်ခဲ့တာလဲပြောတာမတွေ့ရပါဘူး။
စုံစမ်းသိရှိရတာကမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ရဲ့အမတ်611တိုင်းရင်းသားတပ်မဟာတပ်ပေါင်းစုလေ့ကျင့်ရေးတင်နန်းအပတ်စဉ်3မှာစစ်တင်နန်းတက်ရောက်ခဲ့တာလို့သိရပါတယ်။2022ခုနှစ်နေ့လယ်ပိုင်းလောက်ကနေစပြီးနဂါးရဲ့မေးမြန်းချက်တွေကတိုက်ပွဲသတင်းတွေထက်နဂါးရဲ့အဆိုအမိတ်အသွေးခေါ်တုံးတက်ချက်တွေကကြားရတာပိုများပါတယ်။ဒါအပြင်အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီနဲ့အငင်းပွားရမယ့်ကိစ္စတွေလည်းစတင်လာတာကိုတွေ့ရပါတယ်။လက်နက်ချဘုံနဂါးရဲ့စကားတွေနဲ့မီဒီယာစာမျက်နှာပေါ်ကရက်စွဲများ2022ခုနှစ်ဇွန်လ26ရက်တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ငယ်တွေမမတ်မိနိုင်လောက်အောင်များလာတာကမြေပြင်မှာရန်သူမိတ်ဆွေခွဲခြားရခက်ပြီးအန္တရာယ်ရှိနေတယ်။ရန်သူကအခွင့်အရေးအနေနဲ့အသုံးချလာနိုင်တယ်လို့ပြောပါတယ်။2022ခုနှစ်ဇူလိုင်လ2ရက်တိုင်းပြည်အတွက်ဗိုလ်ချုပ်အောင်ဆန်းလို့အလုပ်လုပ်ချင်တယ်လို့ပြောပါတယ်။2022ခုနှစ်စက်တင်ဘာ23ရက်တော်လှန်ရေးအင်အားတွေလုံလောက်တဲ့အနေအထားရှိပေမဲ့စနစ်တကျစုစည်းဖို့လိုတယ်လို့ပြောပါတယ်။ NUG နဲ့လက်နက်ချဘုံနဂါး2022ခုနှစ်မေလ9ရက်လက်နက်နဲ့စစ်ရေးကိစ္စဆွေးနွေးရေး NUG အစိုးရကာကွယ်ရေးဝန်ကြီးဦးရီမွန်အကြောင်းမပြန်ကြောင်းမြန်မာတော်ဝင်နဂါးတပ်တော်ကထုတ်ပြန်ပါတယ်။2022ခုနှစ်ဇွန်လ12ရက်ဘုံနဂါးဦးဆောင်တဲ့မြန်မာတော်ဝင်နဂါးတပ်တော် MRDA အတွက် NUG ပေးမှတစ်ဆင့်ထောက်ပံ့နိုင်ပြီလို့ပြောပါတယ်။2022ခုနှစ်အောက်တိုဘာ15ရက်ကွန်မန်ဒို100 project ရငွေဒေါ်လာ4သိန်းနဲ့က3သိန်းကို NUG ငွေပေးချေမှာယူထားလေကြောင်းရန်ကာကွယ်ရေးလက်နက်မရောက်လာသေးဘူးလို့ဘုံနဂါးပြောပါတယ်2023ခုနှစ်စက်တင်ဘာ9ရက်ဗမာမျိုးသားတော်လှန်ရေးတပ်မတော် BNRA ဖြစ်ပြောင်းလဲဖွဲ့စည်းမှုမှာအငင်းပွားမှုတွေထွက်ပေါ်လာပါတယ် BNRA ဖွဲ့စည်းဖို့ယာယီတမရဒူဝါလက်ရှိလကာကွယ်ရေးဝန်ကြီးဦးရီမွန်တို့နဲ့ဆွေးနွေးသဘောတူခဲ့တယ်လို့ဘုံနဂါးကပြောပါတယ်NUG ကတော့အဖွဲ့တစ်ဖွဲ့စည်းမှုကိုသဘောတူခဲ့တာမရှိဘူးလို့ပြောပါတယ်ကာကွယ်ရေးဝန်ကြီးဌာနနဲ့မဟာမိတ်ဒေတာတွေစစ်ဒေတာအလိုက်တိစောက်ထားတဲ့ Chain of Command မှာပါဝင်ဆောင်ရွက်ကြဖို့NUG ကမြေပြင်မှာတိစောက်လျက်ရှိတဲ့အုပ်ချုပ်ရေးကာကွယ်ရေးဆိုင်ရာရန်တရားတွေနဲ့ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့တော်လှန်ရေးအလွန်ကာလမှာအကောင့်ထဲဖော်ရမယ့်လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးဆိုင်ရာအစီအစဉ်တွေကိုသာဆွေးနွေးခဲ့တယ်လို့ပြောပါတယ်2023ခုနှစ်စက်တင်ဘာ12ရက်နေ့မှာတော့နဂါးကမှတ်ချက်မပြုလို့တော့ကြောင်းပြောပါတယ်လက်နက်ချဘုံနဂါးရဲ့ပြောဆိုချက်တွေကထူးခြားချက်တစ်ခု2021ခုနှစ်မှာပထမဆုံးတိုက်ခဲ့တဲ့တိုက်ပွဲတွေကရင်းမပင်နဲ့ကဏီမြို့နယ်အဆက်ဒေတာတွေမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာတွားရောက်တိုက်ကူခဲ့ရတယ်လို့နဂါးကပြောခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲတွေထဲမှာစစ်ကောင်စီအရာခံဗိုလ်တယောက်ကိုအရှင်ဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီအရှင်ဖမ်းမိခဲ့တဲ့အရာခံဗိုလ်နဲ့ဖမ်းဆီးခံမုံရွာတပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်နဲ့လဲလှယ်ဖို့စီစဉ်ခဲ့တယ်လို့2021ခုနှစ်ဒီဇင်ဘာ31ရက်နေ့မှာထုတ်လွှင့်ခဲ့တဲ့မီဒီယာအင်တာဗျူးတစ်ခုမှာပြောခဲ့ပါတယ်။စူးစမ်းနေတာပေါ့စီစဉ်နေတာအဲ့အရာခံဘိုလ်ကိုကျွန်တော်မတက်ဖဲအရှင်ထားတာဒါပေမဲ့အဲ့ကဏီနယ်ဘက်မိချောင်းတွန်းဘက်ကပါလာတဲ့ကလေးတယောက်ကအဲ့ဒီအရာခံဘိုလ်ကိုနောက်ကနေကျွန်တော်နောက်ကနေပြစ်လိုက်တာအဲ့ဒါသေးသွားတော့ကျွန်တော်အစီအစဉ်လည်းပြတ်သွားခဲ့တယ်ပေါ့ဟိုလဲလို့တော့ရချင်မှရမှာပေါ့ကျွန်တော်စိတ်ကူးခဲ့တာပြောတာမုံရွာတပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ကိုဝေမိုးနိုင်ကိုတော့စစ်ကောင်စီက2021ခုနှစ်ဧပြီလ15ရက်နေ့မှာဖြိုခွင်းဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဤကုန်းချုပ်တောင်းတက်ချက်တကယ်လို့သာစီစဉ်ထားတဲ့အတိုင်းကိုဝေမိုးနိုင်နဲ့လဲလှယ်လို့ရခဲ့မယ်ဆိုရင်လူမတိတူမတိထင်လင်းဆိုလိုဟာတော်လိုင်းရေးမှာမိုးပေါ်ကကြားလာတဲ့နဂါးလို့ဖြစ်လာပြီးအမောက်ထောင်ပြနိုင်ခဲ့မယ်လို့ထင်ပါတယ်။နဂါးဟာစစ်တပ်ရဲ့လူဖြစ်ရင်အခြေအနေဟာသူတို့စီစဉ်ထားတဲ့အချိန်ထက်အနှဲငယ်စောပြီးဖြစ်သွားခဲ့ရတယ်လို့ထင်ပါတယ်။တကယ်လို့သာစစ်ကော်မရှင်ကအစိုးရဖွဲ့ပြီးတဲ့ကာလမှာဖြစ်ပျက်သွားခဲ့မယ်ဆိုရင်လက်နက်ချဘုံနဂါးရဲ့ခရက်ရက်ခိုက်မှုဟာလက်ရှိဖြစ်ပေါ်နေတာထက်ပိုပြီးတော့ခရက်ကြီးနိုင်ပါတယ်။တကယ်တော့ထင်လင်းခေါ်ဘုံနဂါးဟာသူကိုယ်တိုင်ရိုးသားကြပါလို့တတွင်တွင်ပြောခဲ့တဲ့သူဖြစ်ပါတယ်။ဒါပေမဲ့သူပြောခဲ့တဲ့စကားသူကိုယ်တိုင်မလိုက်နိုင်ပဲဘုံနဂါးဖြစ်လာဖို့မိန်းမတစ်ယောက်ကိုစွန့်ပြီးတော်လှန်ရေးထဲပါဝင်ခဲ့တယ်လို့ဆိုပေမဲ့နောက်ဆုံးတော့မိန်းမနှစ်ယောက်နဲ့ရဟတ်ရင်စီပြီးစစ်ကော်မရှင်ထံလက်နက်ချဝင်ရောက်သွားခဲ့သူဖြစ်ပါတယ်။ပလဲနယ်ကဘုံနဂါးဖြစ်နာမည်ကြီးတာသူဖြစ်ပေမဲ့ပလဲမြို့ကို၄ရက်တာတိုက်ပြီးပြန်ဆုတ်ခဲ့ရတဲ့လက်နက်ချနဂါးဖြစ်ပါတယ်။ရဟတ်ရင်နဲ့လိုက်ခံရလို့နာမည်ကြီးလာသူဖြစ်တယ်လို့နောက်ဆုံးမှလည်းရဟတ်ရင်နဲ့ခေါ်ဆောင်တွားခြင်းခံရလို့ပိုပြီးကြရက်ကြီးခဲ့သူဖြစ်ပါတယ်။နဂါးရဲ့ဒီအရှုပ်တော်ပုံတွေကိုတိုက်ဆိုင်မှုကြီးပဲလို့ပြောရတော့ခက်ပါတယ်။